တခြားဇမင်းသားတွေထက်အရေးချင်းရှိလို့နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့အောင်စပူပရိသတ်ကြီးအောင်စပူကတော့မိသားစုတွေတင်လက်ခံတဲ့ဇမင်းသားမဟုတ်တော့ပါဘူးနော်အခုဆိုရင်တော့နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကဝစီရာသပင်ဇက်ယုံပြပွဲကြီးမှာအောင်စပူရဲ့အရေးချင်းတွေကိုမြင်တွေ့လိုက်ရတော့သမ္မတကြီးကိုယ်တိုင်ဇက်စင်ပေါ်တက်ရောက်ပြီးစုချင်းမြင့်ပေးခဲ့တာဖြစ်ပါတယ်။အောင်စပူရဲ့အရေးချင်းကအခုလိုမျိုးနိုင်ငံတော်အဆင့်အကြီးအကဲတွေကအစာချီကျူးချင်းခံနေရတာကြောင့်မိသားစုပရိသတ်တွေကတော့ပြောနေကြတာပါ။လွန်ခဲ့တဲ့လကနေပြည်တော်လွှတ်တော်မှာကိုယ်တိုင်ဖျော်ဖြေပေးခဲ့ရပြီးစုတော်ငွေတွေလည်းအများကြီးရရှိခဲ့ပါသေးတယ်။အခုသမ္မတကိုယ်တိုင်ချီးမြှင့်တဲ့စုတွေလည်းရယူနိုင်သူမလို့နှစ်ထပ်ကွမ်းပါပဲနော်အောင်စပူရဲ့ထူးခြားလာတဲ့ရုပ်သေးအကားနဲ့သပင်ပညာကိုလေးစားတာကြောင့်ဂုဏ်ပြုပန်းစည်းနဲ့တခြားသောငွေသားအမြောက်အများကိုစုချင်းမြင့်ခဲ့တာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးဇက်သပင်မှာအခုလိုမျိုးနိုင်ငံတော်အကြီးအကဲတွေရဲ့အလေးပေးခြင်းအလင်းအမြန်ရရှိတာအောင်စပူသားရှိပါသေးတယ်အောင်စပူကအခုဆိုရင်အနုပညာနယ်ပယ်မှာရောသူတို့ရဲ့မိသားစုဝင်နယ်ပယ်မှာရောတောက်ပတဲ့ကျဲလေးတစ်ပွင့်လိုပါဒါကြောင့်လေမင်းသားလေးရဲ့အရေးချင်းကဒီထက်ပိုပြီးတော့ပေါက်ရောက်အောင်မြင်နေအောင်ပါပါအောင်စပူဇက်တပင်လည်းအရင်ထက်ပိုပြီးတော့အနုပညာမှာရောတခြားနယ်ပယ်တွေမှာပါတိုးတက်အောင်မြင်နေအောင်ပါသေးချာပဲဖြစ်ပါရဲ့ရှင်